အားလုံးပဲမင်္ဂလာပါဒီပြောမှအကြောင်းကကိုပြုပြောင်းလဲမှုတွေစပြီးလုပ်တဲ့အခါမှာမဖြစ်မနေကြောင်းဝမ်းမှအချက်3ချက်ကိုအထိုက်ပြပြမယ်တို့ရောပေါ့နော်ပြီးတော့ရှေ့ကိုကျွန်တော် channel မှာ10 minutes YouTube channel ရှိ YouTube video ရှိတယ်ပတ်ပြလို့ရပါတယ်အဲ့နံပါတ်1ကကိုယ့်ရဲ့အတွင်းစိတ်ကိုယ်တိုင်းကိုပြန်ပြီးတော့စန့်ကျင်တာအကြီးကြီးစန့်ကျင်တာမကြောက်ရလိုက်စန့်ကျင်တယ်ဆိုတာမျိုးကမလုပ်ချင်တော့ဘူးမနေ့ကပါဝင်ခြင်းမေကိုနဲ့ထောက်လာတယ်။ရုံပြောင်းလို့လည်းဆက်တော့ခါမှာပဝန်းကျင်ကစာမျိုးတတိထားပြီးပါတယ်။ပဝန်းကျင်လည်းတရားမှုရှိတယ်။သူရဲ့အဝေးကမှုတွေအကျုံးရမယ်။မေကိုနေတော့မခံရမယ်။နံပါတ်3ကတော့ပြုပြောင်းလို့ကြားတယ်လုပ်နေတဲ့ကြားထဲမှာအကျုံးမပိုးတယ်မဟုတ်နော်။ဒီဝင်ဖို့ဒီတန်းမခံဘူး။ဒီချက်ပေါ်လုံးရက်ကိုမင်းကြောက်လာနိုင်မှဆိုရင်တော့ကောင်းမွန်တဲ့ပြုပြောင်းလို့တန်းကိုပြုပြောင်းလို့တွေကိုမင်းလုံးနိုင်မှသိနေတယ်။